ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မှာပြင်းပြတဲ့စိတ်ဆန္ဒမျိုးပြင်းပြတဲ့စိတ်ဆန္ဒမရှိလို့ရှိရင်ကျွန်တော်တို့ဘလောက်ပဲဟလာဒီ plan တွေပဲချက်ချက်ဒီရည်မှန်းချက်တွေပဲရှိတယ်ပဲပြောအဲ့ဒါတွေကအချိန်တစ်ခုရောက်လို့ရှိရင်ကျွန်တော်တို့ဖြည်းဖြည်းချင်းမိမ့်မိန်ပြောက်ွယ်တော့မှာဖြစ်အဲ့တော့ကျွန်တော်တို့မှာမကြည့်ရမလဲဟလာဒီပြင်းပြတဲ့စိတ်ဆန္ဒနဲ့ဟလာဒီငါတော့ငါရဲ့ဘဝကိုဘယ်လိုမျိုးပုံစံမနေချင်တော့ဘူးဘယ်လိုပုံစံနေချင်တယ်ငါရဲ့လုပ်ငန်းကိုဘယ်လိုပုံစံမနေချင်တော့ဘူးဘယ်လိုပုံစံလုပ်ချင်တယ်ငါရဲ့ခန္ဓာကိုယ်ဘယ်လိုပုံစံလုံးဝမလုပ်ချင်တော့ဘူးဘယ်လိုပုံစံလုပ်ချင်အဲ့လိုမျိုးကျွန်တော်တို့လုံးဝထိုင်မာတဲ့ပြင်းပြတဲ့စိတ်ဆန္ဒလိုချင်တဲ့စိတ်ဒါမျိုးရှိဖို့အဲ့ဒါကိုဘာကြောင့်လိုချင်ရလဲဒါပြီးလို့ရှိရင်ငါ့ရဲ့ကိုယ်ကဘယ်လိုမျိုးဖြစ်လာမှာလဲငါလူတွေကိုဘယ်လိုဆက်ပြီးတော့အကျိုးပြုလာနိုင်လဲငါပြီးသားစုမှာလည်းဘယ်လိုဖြစ်ချင်လဲဒါမျိုးတွေကိုကျွန်တော်တို့ပြေးချရာပြတ်မှတ်ထားခြင်းအပြင်ကိုယ်တိုင်ကရှင်းနေခြင်းအပြင်ဒီလူကကိစ္စတွေလုပ်တယ်အဲ့ဒါဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်တဲ့အခါမှာကျွန်တော်တို့ကအများနဲ့လောင်စာလိုမျိုးပဲတရားထက်သန်မှုတွေအများနဲ့ရှိနေတယ်အဲ့တော့အဲ့ဒီစိတ်နဲ့ပဲကျွန်တော်တို့ drive လုပ်နေအောင်လို့ကျွန်တော်မှာ part time training တွေရှိတယ်တင်တဲ့တွေတင်တယ်တင်လို့ရှိရင်လည်းများသောအားဖြင့်မနက်ကနေညအထိဗရက်ရက်ပြီးတင်အောင်ဖြစ်တယ်တစ်ရက်မဟုတ်နှစ်ရက်မဟုတ်သုံးရက်တင်တယ်လေးရက်တင်တယ်ငါးရက်တင်တယ်ကျွန်တော်မှာရှိတဲ့ drive ကကျွန်တော်ရဲ့အချိန်တွေကိုကျွန်တော်တမိုးရှိပါသုံးနေတယ်အဲ့ဒါဒီမိသားစုတွေလည်းကျွန်တော်ကြိုးစားကြတယ်နောက်တစ်ခွဲကျတော့ကျွန်တော်ရဲ့တင်နန်းသားတွေ coaching client တွေတွေ့လဲကျွန်တော်အကျိုးများတဲ့ value တွေကိုကျွန်တော်ပေးခြင်းအချိန်တွေအမျိုးမျိုးကြောင့်ဖြစ်စေကိုယ်ကိုယ်ကြောင့်ဖြစ်စေကျွန်တော်တို့အားလုံးမှာအဲ့ဒါစိတ်မပြောချင်တာတွေစိတ်ညစ်တာတွေရှိကောင်းရှိတယ်ဒါပေမဲ့အဲ့ဒါဒီလုံးဆရာရှိတာတွေလုံးနေတဲ့အချိန်မှာကျွန်တော်မခံစားရဆိုတော့အတိတ်ပဲ meaning ကိုခံစားရတယ် meaning အဲ့တော့အဲ့ဒီ meaning ကိုကကျွန်တော်ရဲ့ balance desire တွေဖြစ်တယ်အဲ့တော့ဒီငွေကြေးချမ်းသာကြတာရှိမယ်အဲ့ဒါလူတွေကိုအကျိုးပြုကြတာရှိမယ်နောက်တစ်ခါကျတော့ကိုယ့်ရဲ့သားစုအတွက်လုံလုံလောက်လောက်ထောက်ပံ့မှုတွေလုပ်ပေးကြတာရှိမယ်လူတွေပေါ်မှာ impact အဲ့ဒါဒီကောင်းမွန်သောအကျိုးသက်ရောက်မှုတွေရှိကြတာရှိတယ်ကိုယ့်ရဲ့တကယ် balance desire ကိုဘာဖြစ်ချင်တာလဲချက်ပေါ်တော့ပါအဲ့ဒါရှိခြင်းအပြင်ကျွန်တော်တို့လုပ်တဲ့အလုပ်တွေအားလုံးမှာလေးပဲရှိရှိနဲ့အဲ့ဒါပြည့်ပြည့်ဝဝပျော်ပျော်ရွှင်နဲ့လုပ်လို့ရတဲ့ဂျိုးကြီးတွေရရှိလာတယ်ကျေးဇူးများကြီးတင်ပါတယ်